မဘဲရပါဒီပါလာလောက်တယ်လေရကိုကျွန်တော်နာမည်ဆိုင်းအောင်ပါဗျကျွန်တော်ဦးကောင်းနဲ့တွေ့ချင်လို့ပါဗျာမင်းတွေ့ချင်တိုင်းတွေ့အောင်ငါဆရာရွာဦးကျောင်းဖုန်းကြီးမဟုတ်ရလို့ပါဗျာကိုရတဲ့ကောင်းလေဒါမနာချင်းမင်းချိုးလေးပြီးပြန်လာတော့ရလို့ပါကိုဘယ်ရောက်ကောင်တော့ကွာစူညံနဲ့ကြက်တွေကိုမရှိဘူးအဲ့ကောင်ငါစီကိုပဲလဲဦးကောင်းကျွန်တော်နာမည်ဆိုင်းအောင်ပါဗျဦးကောင်းတို့ကလပ်မှာလှုပ်တဲ့သူပါကောင်းလေးမင်းတို့ကတိပါတယ်ဟိုတခါငါတပည့်စီမှာပါတဲ့အဖြူတို့တွေကိုကြွက်ကိုသွားတိုက်တာမင်းမလားတော်သေးရပါကွာအဲ့ကြွက်တွေကငါ့အပိုင်ဖြစ်နေလို့ကဲထားပါအခုမင်းဘာလာလုပ်တာတော့ဦးကောင်းကကျွန်တော်ရဲ့အိမ်ကရန်လေးပါဗျဦးကောင်းကငွေချေးလဲလေးလှုပ်တယ်လို့ကြားလို့အဲ့ဒါဦးကောင်းအနေနဲ့များငွေချေးလေးထုတ်ပေးနိုင်မလားလို့မင်းချံပေ40 60ဆိုတော့မစိုးပါဘူးဒါနဲ့မင်းဘယ်လောက်လို့3000လောက်ပါဗျမင်းချံဒီလောက်မတန်ဘူးဆိုတော့မင်းကိုမင်းသိတယ်မလားဟုတ်ကဲ့သိပါအေးလို့မင်းမနေ့ပြန်စပြီးတော့ငါစီမှာလှုပ်လာဆင်းရမယ်မင်းအကျွေးတွေကို9နှစ်တွင်ကြည်အောင်ဆက်မကြည်လို့ရှိရင်နောက်ထပ်9နှစ်တိတိငါခိုင်းတာမင်းဆက်လုပ်ရမယ်ဒါဟုတ်စမ်းသဘောအနေနဲ့မင်းယူသွားမင်းပတ်သက်နေနဲ့ပတ်စံရအောင်လဲခဲ့ဒီကိစ္စအောင်မြင်မှာမင်းနဲ့ငါငွေကြေးကိစ္စစကားဆက်ပြောမယ်မင်းဖိုင်းကိုရင်းနဲ့ဆက်သွယ်များငါကောင်းကောင်းသိတယ်ကွာတွားတော့ရအကောင်အဆင်ပြေပါကျွန်တော်လောက်ကအဲ့လောက်မျိုးရှင်းအကောင်သုံးတဲပါမင်းကလေကွာဘာခက်တာမလို့အသုံးဝင်တော့တဲ့ကစွန့်ပြေးရတာတဘာပါပဲလीကွာ